ရန်ကုန်မြို့တော်တွင်ရေကြီးရေရှမ်းမှုတွေလျော်နေစေဖို့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီအနေနဲ့ရေမြောင်းတွေတွင်းကအမိုက်တွေရှင်းလင်းနေမှုတွေကိုမိုးကြကာလမှာစတင်ကဆောင်ရွက်နေပြီဖြစ်ပါတယ်။ရေမြောင်းတွေတွင်းကအမိုက်များရှင်းလင်းမှုများကြောင့်ရေကြီးရေရှမ်းမှုတွေလျော်နေလာပြီးရခိုင်ကထက်သွာလာမှုအဆင်ပြေတယ်လို့မင်္ဂလာတောင်ညွန့်မြို့နယ်မင်္ဂလာသေးနဲ့ယူဇနာပလာဇာတဝိုက်ကပြည်သူတချို့ကပြောပါတယ်။ဒီနေ့နေရာပိုကောင်းတာပေါ့အရင်နေ့နေရာတော့ရေတွေကြီးတယ်မကောင်းဘူး။မြောင်းတွေကပေါ်လိုက်တော့ကောင်းသွားတာ။သွားလာအဆင်ပြေသွား။ပထမတော့ရေကြီးဒူးလောက်လေးတက်ခုနှစ်ရှိပြီရေတော့မတက်တော့အရင်နဲ့ဆိုင်တော့အများကြီးတော်သွားပါတယ်အခုဒီနေ့ဆိုမတက်ပါဘူးဟိုပလောက်စားပါယူသနာပလာရှင်းမှာပဲတက်ပါတယ်ဒီကတော့မနစ်ကလည်းအောက်ခြေသိန်းကြီးပေါ်လာတဲ့ကြောင့်မရှိပါဘူးရှင်းပါတယ်ရေလည်းမတက်တော့ပါဘူးဒီပလာဇာကိုလာဖို့ဆိုကျွန်တော်ခီးတယ်ကျွန်တော်ငှားတဲ့ကောင်မှာတော်တော်လေးခက်ကဲကျွန်တော်လာတယ်တခါကျရင်ရေကအရန်ရှမ်းတဲ့ခါကျတော့ကားထိုးရသွားတယ်ထိုးရသွားတဲ့ခါကျတော့အဆင်ပြေဒီနေ့မှတော့မိုးရင်းလည်းဖြစ်တယ်ဒီနေ့မိုးရင်းမှတော့တော်တော်လေးအဆင်ပြေမောင်းရပါတယ်ရန်ကုန်မြို့ရဲ့ရေကြီးရေရှမ်းမှုပြဿနာကိုဖြည့်ရှင်းဖို့တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ထဲတိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ထဲမှာကျပ်1ဘီလီယံအသုံးပြုမှာဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတိုင်းရင်းသားရေးရာဝန်ကြီးနော်ပန်းတင်သာမျိုးစုံကဇွန်လ2ရက်နေ့ကရန်ကုန်မြို့အမေရိကန်စင်တာမှာပြုလုပ်တဲ့အစိုးရတည်ရဲ့ရတ္တရာစီမံကိန်းနဲ့ပတ်သက်တဲ့စကားဝိုင်းဆွေးနွေးပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်ဒီသတင်းကိုသတင်းနောက်အာကာဒိုနဲ့ဘုံနိုင်တို့ကပြပို့ခဲ့တာဖြစ်ပြီးကျွန်တော်ဘုံနိုင်ရတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်